ကျွန်တော်ကပကြီးဆွဲတဲ့လူတယောက်ဆိုတော့ပကြီးအမြင့်နဲ့ကျွန်တော်လည်းတဲ့ညက်ကိုတုံးပြီးတော့ fake ညက်ပြပါမယ် There was a young man in Myanmar who used nail clippers to cut his hair into a fade mullet. So I urge people around the world to watch the video to the end. ပထမကိုင်လိုင်းကိုလက်တဲ့ညက်နဲ့စဝိုင်းချမ်းပုံတရံတီချာလေးပေးပါမယ်လက်တဲ့ညက်နဲ့ညက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဥကောင်းအရေးပြားတယ်မထိခိုက်အောင်လို့တီချာလေးတတိထားပြီးမှညက်ပါမယ်Myanmar လက်တဲ့ညက်နဲ့ညက်တော့ကြောင့်ကျွန်တော်တို့တွေတော်တော်လေးစိတ်ရှိရပါတယ်ကျွန်တော်တို့စက်တွေကိုတုံးရညက်တာနဲ့မတူဘူးပေါ့နော်ဒါလက်တဲ့ညက်လည်းတုံးနေလားတော့မသိဘူးပေါ့နော်ကျွန်တော်ညက်တာတော်တော်နဲ့မပြတ်ဘူးရလက်တဲ့ညက်ကလည်းတော်တော်လေးကြာနေပေါ့နော်အသက်မွေလိုက်ရတယ်ပေါ့ကျွန်တော်စပင်းမညက်ခင်မှာဘေးကနေစဝိုင်းချမ်းပုံစံလေးတခြားလေးဝိုင်းပြီးတော့မှကလစ်တီတခြားလေးတုံးပြီးတော့ရေဒီပိုင်းဖြန်းပြီးတော့ပေါ့နော်အကုန်လုံးတခြားလေးလုပ်ပြီးမှညှက်ပါတယ်နော်အဲ့လိုမျိုးစိတ်ရှည်လက်ရှည်နဲ့ညှက်တာတော့မှာပဲဒီနေ့အဖို့ကတော့နော်ကျွန်တော်3နာရီလောက်ကြာတယ်ဗျတစ်ချမ်းနဲ့ကို3နာရီလောက်ကြာသွားတယ်ပြီးဝေးပိုင်းရိုက်တာနဲ့ပါနဲ့အဲ့လိုမျိုးကြာသွားတယ်ပေါ့ဒီနေ့ကတော့တစ်ချမ်းပဲပြီးသွားတယ်ဗျပထမ guideline ရဲ့အပေါ်လေးကိုကျွန်တော်တို့နောက်ထပ် line တစ် line လေးစဝိုင်းချမ်းပုံစံလေးပဲကျွန်တော်ပြန်ပြီးမှတက်ပါတယ်ဒါပေမဲ့ကျွန်တော်စပင်ကအပေါ်ကအရှည်လေးကြာနေတယ်အဲ့ဒါကိုကျွန်တော်ဒီလက်သေးညက်လေးနဲ့ပဲတောင်းလိုက်ညက်သွားတယ်ပေါ့နော်စပင်တစ်ချောင်းချင်းစီကိုဖြတ်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့စာရွက်ပေါ်မှာလည်းပဲပုံဆွဲတဲ့အခါမှာစပင်ပုံနေဆွဲတဲ့အခါမှာစပင်တစ်ချောင်းချင်းစီကိုလိုက်ပြီးဆွဲရတဲ့ခံစားမှုနဲ့ထပ်တူကြတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်ဒီစပင်ညက်တဲ့ဟိုနောက်လည်းကျွန်တော်ရှူတွက်သွားခြင်းဖြစ်ပါတယ်ဗီဒီယိုကတော့ကျွန်တော်တို့9မိနစ်ခွဲလောက်ကြာပါတယ်တကယ်တမ်းညက်တာတော့အလိုကြီးပေါ့နော်တော်တော်ကြီးကြာတယ်ပေါ့တောက်ကွေးတွေပေါ်တော့ကြာလဲပဲကျွန်တော်တို့စစ်နဲ့ဟိုနဲ့ပလိဒါနဲ့ပေါ်တာမျိုးတွေဒါကတော့မတူဘူးပေါ့နော်လက်သေးညက်ဆိုတော့ကြာတော်တော်လေးစိတ်ရှည်လက်ရှည်လေးညက်ပါတယ်ဒါကတော့လက်သေးညက်နဲ့ညက်တာပထမဦးဆုံးအတွေ့အကြုံမှုကြောင့်ကျွန်တော်အမှားအများကြီးပါသွားတယ်ပေါ့နော်ဘာမှားသွားတာလဲဆိုတော့ကျွန်တော်ပထမဦးဆုံးညက်လိုက်တဲ့အချိန်မှာအပေါ်ကသပင်ရှည်ကြီးကိုအဝိုက်ဝိုက်ကြီးပေါ်ချလိုက်တယ်ပေါ့နော်ဝိုက်တဲ့အချိန်မှာကျွန်တော်မဲတဲ့နေရာတွေကမမဲပဲနဲ့ကျွန်တော်လင်းသွားတယ်ပေါ့နော်အဲ့လိုအမားလေးတော့ကျွန်တော်တွေ့လိုက်ရတယ်ပြီးတော့သင်ခန်းစာလေးပေါ့နော်ဒါလည်းသင်ခန်းစာပေါ့ကျွန်တော်အဲ့ကနေရလိုက်တဲ့သင်ခန်းစာပေါ့နော်နောက်ထပ်မဖြစ်အောင်တော့ဟိုဘက်တစ်ဖက်ကိုတော့တေချာလေးညမှာပေါ့နော်နိုင်ငံခြားအပကြီးဆွဲတဲ့ပကြီးအနုပညာလည်းပါတဲ့လူလားမသိဘူးเนาะဒီလိုလူတွေကသပင်နေလောကထဲမှာဝင်တော့ကြတော့သပင်ပေါ်မှာပကြီးဆွဲတယ်ကျွန်တော်တွေ့ဘူးတာတော့ခေါင်းပေါ်တွေမှာဗျာအဲ့လိုမျိုးပကြီးကားတစ်ချက်အတိုင်းပဲသူတို့ဆွဲထားတဲ့လေးရတော်တော်လေးကိုမြောက်တော့ပေါ့เนาะဒီပုံစံနေပြီးတော့စလုံးနေတူတူတွေအဲ့လိုပုံစံတွေမျိုးစုံပုံမှာပဲစက်တက်တီထွန်လာကြတာပေါ့เนาะကျွန်တော်လည်းပဲအဲ့ဒီစပင်ရဲ့ဆရာကြီးရဲ့လေးရတယ်ကိုကြည့်ပြီးမှကျွန်တော်ကိုယ်တိုင်လည်းပဲသူတို့လုပ်တယ်လို့မျိုးကျွန်တော်လုပ်ချင်တဲ့စိတ်တွေတော်တော်လေးကိုပြင်းပြနေပေါ့နော်ဒါကြောင့်ကျွန်တော်အဲ့စပင်ပေါ်မှာပကြီးဆွဲတဲ့ပကြီးဆွဲတဲ့ line တွေကိုကျွန်တော်လေ့လာနေပါတယ်ကျွန်တော်ညှက်နေတဲ့စပင်ကေကတော့ကျွန်တော်လိုက်ဟိုပစ်ထရက်တရားရှာတာပေါ့နော်သူကကြတော့ဂရုမောက်ကေပေါ့နော်ဂရုမောက်ပုံစံမျိုးတွေစပင်တူတူလေးပေါ့နော်အဲ့လိုပုံစံမျိုးမှာစဝိုင်းချမ်းပုံစံမျိုးလေးအလင်းဖောက်ထားတာပေါ့နော်အဲ့ပုံစံမျိုးကျွန်တော်ညှက်လိုက်တယ်ကျွန်တော်ကကြတော့စပင်နည်းနည်းရှည်တော့ကြကြည့်မကောင်းဘူးနော်ကြည့်မကောင်းဘူးဆိုတော့မလိုက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးတော့တေချာလေးစူးစမ်းပြီးမှညှက်ထားပါတယ်တဲ့ညက်နဲ့ကျွန်တော်အပေါ်စပင်းတွေကိုဒေါင်းလိုက်ဖြည်းဖြည်းချင်းစီတရရတရနေပေါ့နော်တက်ပြီးမှညက်ပါတယ်ဒါပေမဲ့အဲ့လိုညက်တဲ့အခါမှာလည်းပဲစပင်းကကကြီးတို့စစ်တို့နဲ့ညက်တယ်လို့မျိုးအကုန်ပေါင်းတော့ပေါ့နော်ကျွန်တော်ညက်တဲ့အခါမှာစပင်းတွေကထောင်ထွက်နေတဲ့စပင်းတွေလည်းကြံခဲ့တယ်အဲ့စပင်းတွေကိုလည်းတေချာလေးကြည့်ရတယ်ရှေ့မှနောက်မှနဲ့တေချာလေးကြည့်ပြီးမှညက်ရတယ်ပေါ့နော်တော်တော်လေးတော့ခီးစားရပါဗျာဘာလဲဆိုတော့တေချာတခုကအရေးလိုမျိုးပဲကျွန်တော်စပင်းစညက်တဲ့အချိန်တော့မှလည်းစက်တက်ခက်ကြီးဖြစ်မသွားအောင်တေချာလေးခီးဆိုင်ပြီးမှညက်နေရပါတယ်
ညံ့ရင်နဲ့ကရုံးဖြစ်သွားလဲကျွန်တော်အပြုံးပြစ်မတော့ပါဘူးဗျာကျွန်တော်ဒီသပင်ကိုငယ်လေးရနေကျွန်တော်ဝါနာပါခဲ့လို့ကျွန်တော်သပင်ကိုကျွန်တော်ညံ့ရင်နဲ့ဒါကတော့အတွေ့အကြုံတွေအများကြီးရခဲ့ပြီပေါ့နော်ကျွန်တော်သပင်ညှက်ခဲ့တာကတော့၄တန်းလောက်ကနေညှက်ခဲ့တာပေါ့နော်ကျွန်တော်အခုအတက်က20နှစ်မှတစ်နှစ်ရှိသွားပြီပေါ့နော်ဒါဆိုတော့ကျွန်တော်သပင်ကိုကျွန်တော်ညှက်ခဲ့တာတော်တော်လေးတော့အတွေ့အကြုံတွေအများကြီးရှိနေပေါ့နော်ကျွန်တော်သပင်ကိုညှက်ခဲ့တာကတော့ကကြီးအသေးစားလေးတက်လက်နေပဲကျွန်တော်သပင်ကိုစညှက်ခဲ့တယ်ပေါ့နော်ညှက်ချင်းမှလည်းကြက်ကဖက်ကြီးဖြစ်သွားတယ်ကရုံးတွေဖြစ်သွားတယ်ဒါကတော့အချိန်ချိန်ပါပဲဗျာခဏဖြစ်တယ်ပေါ့နော်ဒီလိုမျိုးတွေကနေကျွန်တော်သပင်ကိုဝါနာပါခဲ့တယ်သပင်ကိုကိုယ်သပင်ကိုရင်းနှီးခဲ့တယ်ဒါကြောင့်လည်းအခုလိုမျိုးညှက်တဲ့အခါမှာအရင်လိုမျိုးတွေကြက်ကဖက်ကြီးမဖြစ်ဖဲနဲ့အလင်းမောင်လေးတွေတော့နည်းနည်းလေးကွဲလာတယ်ပေါ့နော်နည်းနည်းလေးတိုးတက်လာတယ်ပေါ့နော်ကျွန်တော်ကသပင်ညက်ဝါနာပါသွားတယ်ဟုတ်တယ်သပင်ညက်ဝါနာပါတဲ့ချိန်မှာကျွန်တော်ကသူများသပင်တွေကိုယင်ပြီးညှက်ပြီးမှဆန်းတာမဟုတ်ဘူး။ကိုယ်သပင်ကိုညှက်ပြီးမှဆန်းနေတာပေါ့နော်။တူးဆိုလဲအဲ့တိုင်းပဲပေါ့နော်ကျွန်တော်တို့လက်လုပ်စစ်တေးပိုင်းနဲ့ကျွန်တော်ညှက်ခဲ့တယ်။sorry လက်လုပ်စစ်တေးနဲ့ကျွန်တော်ထိုးခဲ့တယ်ပေါ့နော်။ဒါလည်းကိုယ်အရင်ပြပေါ်ရင်ဆန်းတယ်အနာရီဖြစ်တယ်ပြန်ထိုးတယ်ထက်ခါထိုးတယ်ဒီလိုမျိုးတွေနဲ့ပဲကျွန်တော်ဝါနာပါတဲ့အရာတွေကိုကျွန်တော်ရင်းနှီးခဲ့တာပေါ့နော်။ဒါလည်းကျွန်တော်တို့အတွက်ကတော့ရင်းနှီးမြှုပ်နှံမှုတစ်ခုပါကျွန်တော်ကကြီးဆွဲတာရယ်တူထိုးတာရယ်ပြီးတော့သပင်ညက်တာရယ်အိုက်ဝါနာ၃မျိုးပါတာကိုအမေကသိတယ်ပေါ့နော်ဒါပေမဲ့အမေကတူထိုးတာကိုတိတ်ပြီးမအားမပေးဘူးပေါ့နော်ပကြီးကိုလည်းသူကအဲ့လောက်ထိအားမပေးဘူးပေါ့ကျွန်တော်အမေအားပေးတာပါလဲဆိုသပင်ညက်တဲ့ဝါနာတစ်ခုပဲပို့ပြီးမှအားပေးတယ်ပေါ့နော်ပကြီးဆွဲတာတဲ့တူထိုးတာတဲ့ဆိုင်ရင်ဒီသပင်ညက်တဲ့ပညာလူမျိုးဆောင်၃မျိုးလုံးမှာမုံမခေါအောင်ရေမရှားဘူးလို့ပြောတယ်ဗျာအဲ့ဒါသူပြောချင်တာတော့ဒီစပင်ညက်တဲ့အလောက်ကကလေးလူကြီးပြီးတော့အသက်ကြီးရွယ်ဦးရစတလက်ပြင်တစ်ခါလောက်ညှက်ကြတယ်လို့ဆိုလိုချင်တာပေါ့နော်ဒါပေမဲ့လူကရာခဲ့တယ်ဗျာဒီဘဝမှာစပင်ညက်ဆရာဖြစ်ပြီးတော့နောက်ဘဝကျရင်ကြီးဆရာဖြစ်မယ်လို့ဘယ်သူကအမခံရမှာလဲဗျာကျွန်တော်ကတော့ဘယ်အရာမှမစွန့်လွတ်ချင်ဘူးဗျာအကုန်လုံးကိုကျွန်တော်လုပ်ချင်တယ်